လိုနေဦးအချိန်ဟာလက်မောစရာတွေကိုယူဆောင်လာစမြဲလားနှွေချိန်ခါနှွေမိလာပြရီရောပါလို့အုပ်အုပ်ဖို့သူနန်ကြီးတော့တောတာပံမဟာထီမြတ်တို့တောင်မဖြေနိုင်မျက်ရည်ဆူရှာလိမ့်လို့စာဆိုတော့စလီဥပုံညာကနှွေဥပေါင်းရဲ့လက်မောဖွယ်အမွေအသက်တွေကြားမှာအုပ်အုံမြက်ဖို့လေးရဲ့တကူသေးတွန်ကျူးတံကိုကြားရတာတမာကြီးကောင်းလွန်းလာတဲ့ဆရာတော်မထီမြက်ကြီးတွေတောင်မဖြေဆယ်နိုင်အောင်မျက်ရည်ဝဲရရှာတယ်ဆိုပြီးကြည်နူးစွန့်ပြတ်ွယ်ဆက်ဆိုခဲ့ပါတယ်ချစ်စရာအမွေအသက်အလှတရားများစွာရဲ့ဝိသေသမြမနှွေဦးဟာစာဆိုတော်တို့ရဲ့ဒီဖွဲ့မဆုံးတော့တီးသွားတပုတ်လိုဂုံရှိန်မြင့်မာလာပါမေကျော်လာကိုရေယုံပါတဲ့တပီးရဲ့ဘွားတို့သူတော့မေခွေဒီလိုချစ်စရာကောင်းတဲ့မြမမျိုးဟာ2021ဖေဖော်ဝါရီလတရက်နေ့မှာတော့စိတ်တွန်းခဲ့ရပါတယ်ဒီမျိုးမှာအပြစ်မဲ့ပြည်သူတွေကြွေလင့်ခဲ့ရပြီးမြမလူငယ်တွေရဲ့အသက်ပေါင်းများစွာကမျိုးဥရက်6တွေလိုကြွေလင့်ခဲ့ရပါတယ်၆ကပ်နေတဲ့စပါးခင်းတွေမိတောက်မိရံတွေကြားကကြွားကလေးတားပြောက်တဲ့အမေဖခင်ရှိတော့တဲ့ရင်သွေးငယ်များအတွက်မိဦးကတုတ်တန်တစအင်းကို၆ချားဖွယ်ကြည်ခွဲဖွယ်မိဦးဟာဘယ်အချိန်မှပြန်လည်လာပလာမလဲဒီကာလကြီးကဘယ်တော့အဆုံးသတ်မှာလဲ